အားလုံးပဲမင်္ဂလာပါရှင်အခုကတော့ကျွန်မအရန်ကြိုက်တဲ့ပဇွန်ကြောက်ချမောင်ကျော်လေးကြော်ပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့စနွဲနဲ့ကြက်သွန်လေးချီတက်ပါမယ်ပြီးရင်တော့ပဇွန်ငပီလေးထည့်ပါမယ်ရှင်ရေးစိပြီးထောင်းထားတဲ့ပဇွန်ကြောက်လေးကိုထည့်ပါမယ်ပဇွန်ကြောက်တွေသုံးတဲ့အခါမှာရေးစိပြီးသုံးဖို့အကြံပြုပါတယ်ရှင်ပြီးရင်တော့ငရုတ်သီးအနုမုံလေးအနှဲငယ်ထည့်ပါမယ်အချင်းသီးလေးထည့်ပါမယ်ရှင်အချင်းသီးလေးဤတဲ့အနေထားလေးရောက်ရင်တော့ငရုတ်သီးကျန်းလေးထည့်ပါမယ်အဆက်မစားနိုင်တဲ့သူကတော့နည်းနည်းလေးရှော့ထည့်ပေးပါနော်ပြီးရင်တော့အစင်သစ်စေးကြောတန့်စင်ထားတဲ့ချမောင်ရွက်လေးကိုထည့်ပါမယ်ရှင်အရသာအပေါ့ငံလေးမြည်ပြီးတော့စားအချိုမုံလေးအနှဲငယ်ထည့်ပေးပါနော်အနံ့လေးမွေးအောင်လို့ငရုတ်သီးစိမ်းလေးအနှဲငယ်ထည့်ပါမယ်ချမောင်ရွက်လေးကိုအီပျော်ပျော်လေးစားကြတာဖြစ်တဲ့အတွက်ရေလေးအနှဲငယ်ထည့်ပါမယ်ရေလေးခန့်ပြီးစီလေးပြန်လာရင်တော့ရပါပြီရှင်အခုဆိုရင်တော့အရသာရှိပြီးထမင်းမိန်လာတဲ့ပဇွန်ကြောက်ချမောင်ကျော်လေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်